တရုတ်နိုင်ငံရှိတရုတ်လေးချောင်းလိုင်းပိုင်လင်းတစည်းပြန်တန်းနေချိန်အတွင်းမှာခရီးဆောင်အိတ်တစ်ခုအတွင်းမှာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်ကတော့အောက်တိုဘာ18ရက်နေ့ကတရုတ်နိုင်ငံဟန်ကျိုးပြည်နယ်ကနေကိုရီးယားနိုင်ငံအင်ချွန်းကိုပြန်တန်းမဲ့လင်းတစည်းပေါ်မှာဖြစ်ပွားခဲ့တာပါ။လေယာဉ်ပြန်တန်းနေချိန်ခီးသည်တွေထိုင်တဲ့အဘောပစ္စည်းအိတ်တွေထားတဲ့နေရာကနေစတင်လောင်ကျွမ်းခဲ့တာပါ။ပစ္စည်းရဲ့အတွင်းမှာပါဝါဘန့်တစ်ခုကနေအပူလွန်ကဲပြီးတော့မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။၎င်းမီးလောင်ကျွမ်းမှုကြောင့်ရှန်ဟိုင်းဘူဒုံလေဆိပ်မှာလေယာဉ်ကိုအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။လေယာဉ်တွင်းမှာရှိတဲ့ခီးသည်တွေအားလုံးကိုလုံခြုံစွာထုတ်ပေးနိုင်ခဲ့ပြီးတော့လူသေဆုံးမှုတန်ရာရရှိသူတွေမရှိဘူးလို့လည်း၎င်းလေကြောင်းလိုင်းမှာထုတ်ပြန်ထားပါတယ်။၎င်းမီးလောင်ကျွမ်းမှုကိုခီးသည်တွေနဲ့လေယာဉ်အမှုတန်းတွေပေါင်းစည်းပြီးတော့မိသက်ကိရိယာသုံးပြီးချစ်ချင်းထိချုံနိုင်ခဲ့ကြောင်းလည်းသိရပါတယ်။လေယာဉ်မှာပါတဲ့ခီးသည်တွေလည်းအတော်လေးထိန်လန့်ခဲ့ကြရပါတယ်။ခီးသည်တွေနဲ့လေယာဉ်အမှုတန်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်မိကိုအမြန်ဆုံးငြိမ်းသက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းလေးတွေလည်းတင်ဆက်ပေးသွားမှာမလို့ channel လေးကို like and follow လုပ်ထားပေးပါရှင်။